အားလုံးကိုမင်္ဂလာပါအခုချိန်မှာကျွန်တော်အနေနဲ့ prosperity gospel နဲ့ poverty gospel ဆိုတဲ့ဆောင်ပုဒ်လေးနဲ့ဝင်ငှတော့မှာဖြစ်ပါတယ်အဲ့တော့ prosperity gospel ဆိုတာကယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဘဝမှာကြွယ်ဝမယ်ချမ်းသာမယ်အရာရာမှာအောင်မြင်မယ်ကောင်းစားမယ်လို့ဆိုပါတယ် poverty gospel ဆိုတာကြတော့ယေရှုခရစ်တော်ကိုယုံကြည်တော်သူဟာလောကမှာဆင်းရဲမယ်ဒုက္ခရောက်မယ်အမျိုးမျိုးသောဘဝမှာစိန်ခေါ်ချက်ပြဿနာတွေကြုံတွေ့ရမယ်ဒါပေမဲ့ကျွန်တော်တို့သိရင်တော့တမလွန်ဘဝမှာဖျားသခင်နဲ့အတူထာဝရဘုန်းစိတ်ခံစားရမယ်ဆိုတဲ့တုန်တင်ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘဝမှာဆိုရင်တော့ဒါ poverty gospel နဲ့ကျွန်တော်ကြီးပြင်းလာတဲ့လူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကကလေးဘဝမှာကျွန်တော်အတင်းတော်မှာအများအပြားကျွန်တော်တို့ဒီ poverty gospel ကိုပဲကျွန်တော်တို့ကကြားခဲ့ရပါတယ်ဒါကိုပဲကျွန်တော်ခံယူခဲ့ပါတယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ကိုယုံကြည်တော်သူများသည်ဆင်းရဲရမယ်အရာရာမှာချိုးသေးရမယ်သူများထက်အောက်ကျနောက်ကျဖြစ်မယ်လာဇရုကဲ့သို့ပေါ့နော်ဆင်းရဲပြီးတော့မှတကူလုံးအနာတွေပေါက်ပြီးတော့ခွေးတွေရက်ပြီးတော့တထောင်းစားတစ်ဖွဲပေါ့အဲ့လိုဆင်းရဲရဲနဲ့လောကမှာတက်ရှင်ရမယ်ဒါပေမဲ့ယေရှုကိုယုံကြည်တော့အပင်ငေးမသွားပဲနဲ့ကောင်းကင်ဘုံမှာဘုရားနဲ့သူထာဝရပျော်ရွှင်စွာနေရမယ်ဆိုတဲ့ခံယူချက်ဖြစ်ပါတယ်အဲ့ဒီတွင်တင်ချက်ခံယူချက်ပေါ့နော်အထူးသဖြင့်ယုံကြည်သူတွေဆင်းရဲရမယ်အမှုတော်ဆောင်တွေကနှဆပူပြီးဆင်းရဲရမယ်ပေါ့နော်ဆင်းရဲလေလေဝိညာဉ်ရေးဆန်လေလေပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကပုံတွင်းချင်းခံခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့လိုပုံတွင်းခံရလို့လားတော့မသိဘူးကျွန်တော်တို့နေခဲ့တဲ့ရက်ွက်ထဲမှာဆိုရင်တော့10တန်းအောင်တဲ့လူတွေဆိုရင်တရက်ကွဲလုံးပေါင်းမှ2ယောက်3ယောက်ပဲရှိတယ်စီးပွားရေးလုပ်ငန်းမှာဆိုရင်လည်းအောင်မြင်တဲ့လူကရှားတယ်တကယ်ပဲပညာလည်းမတတ်ကြဘူးအရင်စီးရေးကြတယ်အမြင်လည်းမပွင့်ကြဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ poverty gospel နဲ့ပဲကြီးပြင်းလာတဲ့ချိန်ကျတော့အမြဲတမ်းကျွန်တော်ရဲ့ခေါင်းထဲမှာ negative ပဲရှိတယ်ကျွန်တော်ဘဝတော့ဘယ်တော့မှကောင်းစားမှာမဟုတ်ဘူးဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးနော်ဘာကြောင့်လဲဆိုတော့ဒီလိုပဲလောကမှာဆင်းဆင်းရဲရဲနဲ့နေပြီးတော့မှပဲနော်တေမှပဲကျွန်တော်ကောင်းကင်ဘုံမှာပဲဘုရားရဲ့ဘုံစည်းစိမ်ခံစားရမှာလောကမှာတော့ဆင်းရဲမယ်ကောင်းကင်ရောက်မှာပဲချမ်းသာမယ်ဆိုတဲ့ဒီတွင်တင်ချက်နဲ့ကြီးပြင်းလာတော့တော်တော်လေးကိုဘဝကအောက်ကျနောက်ကျဒါဖြစ်ခဲ့ရပါတယ်ကျမ်းစာမှာပြောတာပေါ့နော်တင်တို့ဟာခေါင်းဖြစ်ရမယ်အမီးမဖြစ်ရဘူးလို့ပြောပေမဲ့တကယ်ပဲအမီးပဲဖြစ်ခဲ့ရတယ်အမီးပဲဖြစ်ဖို့လည်းပဲကိုကအဲ့လိုပဲမျောလင့်တယ်ယုံကြည်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒါလူငယ်ဘဝရောက်လာပြန်ပြီးတဲ့နောက်ပိုင်းအသက်တာပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်ဒီ prosperity gospelယေရှုခရစ်တော်ကိုယုံကြည်ရင်ကြွယ်ဝမယ်ချမ်းသာမယ်အောင်မြင်မယ်အရာရာမှာကောင်းစားမယ်ဆိုတဲ့ prosperity gospel တွေပြန်ကြားလာတာပေါ့နော်အဲ့လိုကြားလာတဲ့အချိန်ကျတော့အထူးသဖြင့်အဲ့ဒီ prosperity gospel ကကျွန်တော်ဘယ်သူဒီအပြင်ကြားခဲ့ရလဲဆိုတော့ Kenneth Hagin တို့နော် Oral Roberts တို့ဒေါက်တာယုံကြည်ချူတို့သူတို့အပြင်ကြားခဲ့ရပါတယ်အဲ့တော့သူတို့ရဲ့ဒီတရားဟောချက်တွေစာအုပ်တွေကိုဖတ်တဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်ခြင်းပဲအောင်မြင်မယ်ကြွယ်ဝမယ်ချမ်းသာမယ်အရာရာမှာနော်ကျွန်တော်တို့ကောင်းစားမယ်ဆိုတဲ့ဟာတွေအများကြီးကျွန်တော်လေ့လာခဲ့ရတဲ့အခါမှာတကယ်လေကျွန်တော်ရဲ့အမြင်တွေတော်တော်လေးကိုပြောင်းလဲလာခဲ့ပါတယ်။တစ်ချိန်တော့ကကျွန်တော်မျော်လင့်မထားတဲ့ကောင်းကြီးမင်္ဂလာတွေမျော်လင့်ရေးလာတယ်။တစ်ခါတော့ကကျွန်တော်ဒီမျော်လင့်မရေးတဲ့အောင်မြင်မှုတွေမျော်လင့်ရေးလာတယ်။တကယ်လေဘဝအသက်တာမှာထူးထူးခြားခြားပေါ့နော်။ဘုရားသခင်ရဲ့ဒီကောင်းကြီးပေးခြင်းတွေမဆာခြင်းတွေခံစားရပါတယ်။ပြီးတော့အနာရောဂါငြိမ်းခြင်းဆိုရင်လည်းပေါ့နော်လက်တွေ့ဖြစ်လာတယ်။ကိုယ်တိုင်လည်းအနာရောဂါငြိမ်းတာဖြစ်လာသလိုကိုယ့်ရဲ့ဆုတောင်းခြင်းအဖြစ်တကယ်တည်မဲ့လူတွေအဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့အသက်ရှင်လာတာတွေထူးဆန်းပေါ့ဒီအရာတွေဖြစ်လာတယ်အဲ့တော့ဒါ prosperity gospel လည်းကျွန်တော်တိခဲ့လာတာပေါ့နော်တိလာခဲ့တာပေါ့ဒါကိုလည်းကျွန်တော်ဖြတ်တန်းခဲ့ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပေါ့နော်ကျွန်တော်တို့ဘာတွေပြန်ဖြစ်လာတယ်လဲဆိုတော့ကျွန်တော်ဒီ prosperity gospel နဲ့ပတ်သက်ပြီးတော့မှအစွန်းရောက်တဲ့အရာတွေလည်းကျွန်တော်ကြားရတာပေါ့နော်အဲ့တော့ဒီ prosperity gospel နဲ့ပတ်သက်ပြီးတော့မှအစွန်းရောက်တဲ့အရာတွေကြားတဲ့အခါစိတ်တော့မကောင်းဖြစ်မိပါတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုတော့ယုံကြည်သူတယောက်ဖြစ်လုံးဝမဖျားရအောင်နော်။ယုံကြည်သူတယောက်ဖြစ်လုံးဝမစင်ရရအောင်။ယုံကြည်သူဖြစ်ရင်ဇုတ်ကစင်ရမခံစားရအောင်နော်။ယုံကြည်သူဖြစ်ရင်မဖျားရဘူးအဲ့လိုမျိုးပေါ့နော်။အဲ့တော့ဖျားရင်ယောဂါရှိယုံကြည်ခြင်းမရှိလို့စင်ရယုံကြည်ခြင်းမရှိလို့မအောင်မြင်ယုံကြည်ခြင်းမရှိလို့ဆိုပြီးတော့မှလူတွေကိုဒီအပြစ်တင်တဲ့လက်ညှိုးထိုးတဲ့အရာတွေလည်းဖြစ်လာတဲ့အခါမှာတကယ်လေဒါစိတ်မကောင်းဖြစ်မိပါတယ်ပေါ့နော်အဲ့တော့
ယုံကြည်သူဖြစ်ရင်အမြဲတမ်းချမ်းသာနေရမယ်အမြဲတမ်းအရှင်ပြေနေရအမြဲ okay နေရမယ်အမြဲတမ်းစူပြေနေရမယ်စသဖြင့်ပေါ့နော်အဲ့တော့ဒီ prosperity gospel ကိုဟောပြောတဲ့ဆရာဒီနဲ့ဒီ prosperity gospel ကိုစန့်ကျင်တိုက်ခိုက်ပြီးတော့ဟောပြောတဲ့ဆရာနှစ်ဖွဲ့အဲ့လိုဖြစ်လာတယ်ကျွန်တော်ခရစ်ယာန်လောကမှာအဲ့ဒီချိန်မှာပေါ့နော်ဟိုအဖွဲ့ကတိုက်ဒီအဖွဲ့ကပြောဒီအဖွဲ့ကပြောတို့ခရစ်ယာန်ကြားမှာကျွန်တော်တို့ဒီအစင်မပြေမှုလေးတွေပေါ့နော်ကျွန်တော်တို့ဒီတိုက်ခိုက်မှုတွေလေကျွန်တော်တို့ကြားရပါတယ်အဲ့ဒီခါမှာတကယ်လည်းစိတ်မကောင်းဖြစ်မိပါတယ်ပေါ့တကယ်တမ်းကျတော့ကျွန်တော်တို့ပြောနေတဲ့ဒီ prosperity gospel ယေရှုခရစ်တော်ကိုယုံကြည်ရင်တော့ချမ်းသာရမယ်တစ်ဖက်မှာလည်းယေရှုခရစ်တော်ကိုယုံကြည်တော်သူဖြစ်ဆင်းရဲရမယ်ဆိုတဲ့ဒီအစွန်းနှစ်ဖက်စလုံးကကျွန်တော်ခရစ်ယာန်တွေအတွက်အန္တရာယ်ရှိပါတယ်တကယ်တော့ဒီနေ့ကျွန်တော်တို့ရဲ့ theology ပေါ့နော်အသွေးခေါ်ဓမ္မပညာအသွေးခေါ်ပါကျွန်တော်တို့က balance ဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်ပေါ့တကယ်တော့ကျွန်တော်တို့ကျမ်းစာကိုလေ့လာတဲ့အခါမှာယေရှုခရစ်တော်အားဖြင့်ဆင်းရဲဒုက္ခခံတယ်ဆိုတာရှိပါတယ်အခြားတစ်ဖက်မှာယေရှုခရစ်တော်ကိုယုံကြည်ခြင်းဖြင့်ကျွန်တော်တို့ဘဝမှာကောင်းခြင်းမင်္ဂလာခံစားရတယ်ဖျားချင်းမြောက်ခံရတယ်ဆိုတာရှိပါတယ်အဲ့တော့ဒီအစွန်းနှစ်ဖက်မှာပေါ့နော်ယေရှုခရစ်တော်ကိုယုံကြည်ဆင်းကိုဆင်းရဲရမယ်အမှုတော်ဆောင်ပြီးနှဆဖို့ဆင်းရဲရမယ်လို့တတိချပေါ့ကျွန်တော်တို့ပုံတင်နည်းအဲ့လိုတွားမှတ်ရင်လည်းဒါအနေရှိပါတယ်တစ်ဖက်မှာလည်းယေရှုခရစ်တော်ကိုယုံကြည်တော်သူတိုင်းကချမ်းကိုချမ်းသာရမယ်မဖျားရဘူးအရာရာမအောင်မြင်ရမယ်ဆိုပြီးတော့တစ်ဖက်ပိတ်ပေါ့နော်တစ်ဖက်သွားနေကျွန်တော်တို့အစွန်းရောက်မယ်ဆိုရင်ဒါလည်းအနေရှိပါတယ်အဲ့တော့ဒီနှစ်ခုစလုံးကဒီနေ့ကျွန်တော်တို့ balance ဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်အဖင်ယုံကြည်ခြင်းအဖင်ကြွယ်ဝချမ်းသာတာတွေယေရှုခရစ်တော်အဖင်ဆင်းရဲတဲ့အရာတွေအားလုံးကနှစ်ခုစလုံးကကျမ်းစာမှာရှိပြီးသားဖြစ်ပါတယ်တော့ဒေသနာကျမ်းအခန်းကြီး9အငယ်16မှ18မှာကြည့်မယ်ဆိုရင်ပေါ့နော်လွန်ကျူးစွာပညာမရှိနဲ့လွန်ကျူးစွာမဖြောင့်မတ်နဲ့လွန်ကျူးစွာမမိုက်နဲ့ဘာကြောင့်ဆော့ဆော့စီစီပျက်စီးခြင်းရတာလဲဆိုပြီးတော့တွင်တင်ထားတာဖြစ်ပါတယ်ဒေသနာကျမ်းအခန်းကြီး9အငယ်18မှာဆိုရင်တော့ the man who fear God were avoid all extremes ဆိုပြီးတော့မှအင်္ဂလိပ်ကျမ်းစာမှာတော့ပိုရှင်းအောင်ပြောထားတယ်ပြောချင်တာကဖျားသခင်ကိုကြောက်ရွံ့တော်သူသည်အစွန်းရောက်ခြင်းကိုရှောင်ကျင်တယ်အဲ့ဒီတော့ဒီနေ့ poverty gospel ယေရှုကိုယုံကြည်ရင်ဆင်းရဲရမယ်ဆိုတဲ့အစွန်းတစ်ဖက်ရှိတယ်ယေရှုခရစ်တော်ကိုယုံကြည်ချမ်းကိုချမ်းသာရမယ်ဆိုတဲ့အစွန်းတစ်ဖက်ရှိတယ်ဒီအစွန်းတစ်ဖက်ပါဒါကိုကျွန်တော်ရှောင်ဖို့အမြဲတမ်းအရေးကြီးပါတယ်အဲ့ဒါကဖျားကိုချစ်ကြောက်တော်သူတွေအဲ့လိုရှောင်တော်သူဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုယ်ခန္ဓာမှာကျမ်းမာခြင်းလိုအပ်တယ်လို့ကျွန်တော်တို့ရဲ့ဒီယုံကြည်ခြင်းဝိညာဉ်ရေးမှာလည်းကျမ်းမာဖို့အရင်အမြဲတမ်းအရေးကြီးပါတယ်ဥပမာပြောမယ်ဆိုရင်တော့ကျွန်တော်တို့လူတစ်ယောက်ကမကျမ်းမာဘူးဆိုရင်ဘာကိုပြောလဲဆိုတော့ out of balance ပေါ့နော်ကျွန်တော်တို့ဒီ balance ညီမျှမှုပြက်ကွက်သွားတော့ပေါ့တနည်းအားဖြင့်ဆိုတော့လူတစ်ယောက်မှာကိုယ်ခန္ဓာမှာတရားတက်လို့တယ်အဆီတက်လို့တယ်စားတက်လို့တယ် iodine တက်လို့တယ်အချင်တက်တယ်လို့တယ်သို့တော့ဒီနေ့တရားတက်ကလိုတာထက်ပိုများသွားရင်ဒီလူကအဆီချိုသွေးချိုဖြစ်လာမယ်အဆီဓာတ်တွေလည်းလိုတာထက်ပိုများသွားရင်နှလုံးရောဂါတွေဖြစ်လာမယ်သွေးတိုးတွေဖြစ်လာမယ်နေသွားပြန်ရင်လည်းတခြားရောဂါဖြစ်လာမယ်အစာတက်လဲလို့ပဲအဲ့ဒီတော့လူတစ်ယောက်ဟာဆိုရင်ပေါ့နော်သူတက်လွတ်စားတာပေါ့အတန်ငါလုံးဝမစားဟင်းသီးဟင်းရွက်ပဲစားစားရင်နောက်ပဲတော့သူအဆုတ်တီဘီယောဂါရသွားတယ်ဆရာဝန်စီသွားပြတော့ဆရာဝန်ကပြောတယ်မင်းအသားတက်ချိုးသိနေတယ်ဒါအသားပြန်စားတဲ့ဒါမှမင်းပြန်ကောင်းလာမယ်ပေါ့အဲ့ဒီတော့တချို့ကြတော့အရန်ရှောင်လိုက်တော့ယောဂဖြစ်သွားတယ်ကျမ်းမာခြင်းလို့အရန်ရှောင်လိုက်တော့ယောဂဖြစ်သွားတယ်တချို့ကြတော့လဲစားလွန်အားကြီးလို့ယောဂဖြစ်သွားတယ်ဝတ်သားအရန်ကောင်းတယ်ဒါပေမဲ့ဝတ်သားစားလွန်လို့စောစောတည်တဲ့လူလည်းအများကြီးကျွန်တော်လည်းဝတ်သားအရန်ကြိုက်ဒါပေမဲ့စောစောမတည်ချင်တော့ကျွန်တော်ဝတ်သားလျှော့တယ်အဲ့ဒါတော့ပြောချင်တာကမစားလို့ရင်လည်းမကောင်းစားလို့ရင်လည်းမကောင်းမြတ်တတ်စားမကောင်းတယ်အဲ့လိုပါပဲဒီနေ့ကျွန်တော်တို့က prosperity gospel poverty gospel ယေရှုခရစ်တော်ကိုယုံကြည်ချမ်းသာရမယ်ယေရှုခရစ်တော်ကိုယုံကြည်ဆင်းရဲရမယ်ဆိုတဲ့ဒီအစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့မှမြတ်တတ်နှုတ်ကပတ်တော်ကိုခံယူနိုင်တယ်ဟောပြောနိုင်တယ်ဆိုရင်တော့ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရဲ့အသက်တာယုံကြည်ခြင်းအသက်တာမှာပို့ပြီးတော့မှ healthy and strong နော်ကျမ်းမာခြင်းခွန်အားနဲ့ပြည့်ဝလာမှာဖြစ်ပါတယ်ယေရှုခရစ်တော်ကိုယ်တိုင်ပေါ့နော်ရှင်ယောဟန်အခန်းကြီး16ငွေ33မှာငါ့ကိုယုံကြည်တော်သူတွေဟာနော်လောကမှာဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရမယ်ဒါပေမဲ့မကြောက်နဲ့မစိုးရင်နဲ့ငါဒီလောကကိုအောင်ပြီလို့ပြောထားတာဖြစ်ပါတယ်
Tamando a kanji selling in sending by Tamando Diga, Narua, the Loga Massi Educada, Magic and Sayame, Bima Bepia and Nangado with Zayama Pide, so Bidoma. Hope your head, that poverty gospel by Gobionera Pipade. Issue with your jeep and Toka Sia Kayame by. Damn a child of Pema let the king sugar about Biobi and the laser law. General Yoha Kanji to say, I get the same. The code, coach and touch him sitting alive. Namuga, a 10 Lu Yamaka, then do the 2 the pin, and then a piece of the chinga, Lare. A 2 the pin, and then a piece of them. So English chance of abandoned life, Juwa or that I'll be on a chimpipare. Kanda say, win, you could what now what, Juwa or that people. La little Belgian paper. Bidoma Nico a kanji shit and you go male, the man of Boluga. The king should credit, bunch out singing the Gakan. Season she be made, bunch out singing can less or ye. Mean no, the season she's a chinga pit. Season people kama. No, you could what now what? No, winning by saya, you by saya, I don't baby that pit. Piochinaga, the nation roga, the Niamaba to Yale, so. The king issue good, the man or the good. Prosperity gospel, poverty gospel, no kusalongo. Mian taswa, balance is like Dundin Hades or John Janama to Yava. That's out the peg away, John O'Honey Lumapit. The peg go betting with O'Honey Lumia. Below the pepper hover, the pepper holy with the beggar, the beggar die, the pepper hover, the beggar die. I look at it. The nation roga, Mian Tata, hope your wing up, look about it. Bidoma heavy, General heavy. He be over us, I can't September, so you know. Yoji chin to Yegoni, John Pobiata. I'm Yaji Bear, my Yoji chin to Yegoni. I'm about 2 years old. The Chuga, Yoji chin John Wolo. Yandu go Almin de Jewala de Chandala de Pia Chimio Chengo Kanzaya de no Sholomolus or Ayan, go Jewa Chandala, Dawidos, the Gay Almila de Abraham, so Ayan Jewa Chanda de no Yobas or Ayan Chanda de. Danielado, Yota, so the gay Yatuji Yade, Yoji Champion, the Louis Boamalo Almina, the she. That may a child of Pemale, Yoji Chin Jamolo, Ludi Chuga Bapile, so Roma. The gay Chanda de Boagan and Lambe Yawar, Yoji Chinjam. The children Yoji Chinjam, Maturani, Atakayade. A ship me a mamania. Yoji Chin Nando Ganeho, Jumwa Yawar. Now, Yoji Champion, see what I do the shidro. Yoji Champion. 全打拉的路的是，用几千片奇妙看下的路去了，用几千阿片这个古老干嘛？人家说那的寻看下的路的是，而且咯，第内就那路用几千是那个绝瓦钱、生意钱、澳门钱、马澳门钱，大点的就打单路没有，把那边单大路压的嘞，是吧？路底要也有几千个，赌票啊，宝马这三十钱，拿看钱，人家钱宝马呗。 တိုင်းတာလို့ရပါတယ်ဆိုတာနားလေရပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့စံစာမှာကြည့်တဲ့အခါမှာဖျားသခင်ရဲ့အကြံစီကလူတစ်ယောက်နဲ့တစ်ယောက်နဲ့မတူတိုင်းနိုင်ငံတစ်ခုနဲ့တိုင်းနိုင်ငံတစ်ခုနဲ့မတူဟိုခေတ်ကဒီခေတ်ကနောက်လာမဲ့ခေတ်နဲ့လူတွေရဲ့အပေါ်မှာဖျားသခင်ရဲ့အကြံစီပလက်နေလဲမတူဘူးဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ချမ်းသာရမယ်ယေရှုကိုယုံကြည်ချမ်းသာရမယ်တတိချယူတာလဲဒါကအနေရှိပါတယ်ယေရှုကိုယုံကြည်တတိချဆင်းကိုဆင်းရမယ်ဆိုတာလဲအနေရှိပါတယ်အဲ့တော့ဘာနဲ့ပဲဆိုင်တယ်လေဆိုတော့ဒီနေ့ကိုယ့်ရဲ့ဘဝအသက်တာထဲမှာဘုရားသခင်ရဲ့အလိုတော်အကြံစီတော်ကဘာလဲယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ကြွယ်ဝသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေပန်းခင်လန်းကိုရှောက်ရသည်ဖြစ်စေဆုခင်လန်းကိုရှိသည်ရသည်ဖြစ်စေတမန်တော်ပေါလုပြောသလိုပေါ့ယေရှုခရစ်တော်ကြောင့်မလို့ကျွန်တော်ဘဝမှာကောင်းစွာစားရတဲ့အချိန်ရှိတယ်တခါတလေငတ်ပြတ်တဲ့အချိန်ရှိတယ်တခါတလေလူတွေကကိုယ်ကိုတယူတည်တည်ကျူဆိုတဲ့အချိန်တခါတလေတပြက်စီလိုလက်ထခံရတဲ့အချိန်ရှိတယ်ဒါပေမဲ့ဘာပဲကြုံလာအရာရာမှာရောင်ရည်ချင်းရှိဖို့ငါတည်မိပြီဖိလိပ္ပိဩဝါဒစာအခန်းကြီး၄နောက်ဆုံးပိုင်းမှာရှိတယ်ယေရှုခရစ်တော်အဖြစ်ခတ်သိမ်းတော်မူလို့ကိုငါတတ်ဆွနေတယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာပါ prosperity gospel ယေရှုခရစ်တော်ကိုယုံကြည်ရင်ချမ်းသာရမယ် poverty gospel ယေရှုခရစ်တော်ကိုယုံကြည်ဆင်းရဲရမယ်ဆိုတဲ့ဒီအစွန်းတစ်ဖက်ကိုကျွန်တော်ရှောင်ကျဉ်ပြီးတော့မြတ်တတ်နဲ့နှုတ်ကပတ်တော်ကိုခံယူပြီးတော့အသက်ရှင်မယ်ဆိုရင်ချမ်းသာခြင်းပဲလားဆင်းရဲခြင်းပဲလားယေရှုခရစ်တော်အတွက်ဆိုရင်တော့ဘာမှဆိုရင်ဆိုင်ဖို့အစဉ်တင်ပဲဆိုတဲ့အသက်တာနဲ့ကျွန်တော်အသက်ရှင်နိုင်မှာဖြစ်ပါတယ်အားလုံးကိုဒီနှုတ်ကပတ်တော်အပြင်ကောင်းချီးတဲ့ရောက်ပါစေ